ဒီနေ့ဗီဒီယိုမှာကျွန်တော်ဒီမြောက်ပြည်ရကျုံးဝင်ပြပါတယ်ကိုဒီမှာရှော့မှာပါလေတခုလုပ်ကြအောင်ဒီကောင်ကကြတော့ဒီဝယ်ဖို့တော့ပတ်စံလိုပဲဗျာအဲကြောင့်မလို့ကျွန်တော်မြောက်ပြည်ရဒီနေ့ဗီဒီယိုကျွန်တော်မြောက်ပြည်ရတွားကြုံမှာဖြစ်ပါတယ်ကိုမြောက်ပြည်ရနိုင်မှာမသိဒီကောင်စီမှာအရင်ဆုံးမြောက်ပြည်ရကျွန်တော်ကျုံးလို့ရှိရင်ပတ်စံရမှာကိုတဲ့ခက်အရန်ခက်တယ်ဗျကျွန်တော်2000ရမယ်မြောက်ပြည်ကျုံးမဆိုဒီကျုံးလိုက်ပြီအကျုံးလားတကောင်ကျုံးတကောင်မကျုံးရမယ်တခါပဲကျုံးမယ်ဗျာတော့ကျွန်တော်ပတ်စံရပါကျွန်တော်အဲ့ကောင်လေးကျုံးကိုတွားမယ်ဗျာဒီအကောင်လေးကျုံးကိုတွားမယ်ဆိုတော့ကျွန်တော်ခုလိုကျွန်တော် level မြင့်လာမှာဆိုအကောင်အဲ့မြောက်ပြည်ကျုံးမို့တော့မမြင်ရပါဘူးမြင်ပြီးတော့ကျွန်တော်ရေးတော့မယ်ပေါ့နောက်အခုတော့ကျွန်တော်တော့အစင်းဖြစ်ဒီမှာတော့ဒီကျုံးရေထီတည်ဆိုရေကိုမထီပေါ်တော့မှရရေထီဒီပါဆိုရေတော့ထိလိုက်ပြီဒီကောင်လေးရေကျုံးမြောက်ပြည်ရပေါ်လာဒီဒီကောင်လေးရေကျုံးကျွန်တော်ကျုံးလို့ရကျွန်တော်မဟုတ်ရှိကြတာဒါပေမဲ့မြောက်ပြည်ကိုကျုံးရကျွန်တော်တော့ကောင်စုစားတာတော့ဒီရေပြုတ်ကြပြောမှာဒီတော့ဒီကောင်ရေပြုတ်ကြဆိုပြန်တတ်တယ်ဖြစ်တော့ရေပြုတ်ကြလို့အမရှင်မြောက်ပြည်ရကျန်းနေပေါ်တုံးရနေမနိုင်ကွာဒီနေ့ဗီဒီယိုလေးကတော့လောက်ပါပဲဒီနောက်ကဗီဒီယိုမှာပြန်တွေ့မယ်နော်ကျွန်တော်မနိုင်ဘူးဖြုတ်လိုက်တော့မယ်နော်ဖြုတ်လိုက်ပြီဘိုင်နောက်ဗီဒီယိုမှာပြန်ချအောင်မယ်နော်